အရာရှိတွေနဲ့ဒုဦးစီးနေရာတွေအတွက်ရှောက်လာခေါ်ယူနေတဲ့တဲ့။ဒါလောက်ပြင်းထန်ဝမ်းရောဂါကူးစက်ခံနေရတဲ့တဲ့နဲ့ငါးခိုးဖက်နဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား73ယောက်ကိုအာရခရေပိုင်နဲ့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဗဟိုအုပ်ချုပ်ရေးဌာနစိုက်ပျိုးရေးနဲ့မွေးမြူရေးဌာနဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီဗဟိုမြေစည်ရင်ဦးစီးဌာနနဲ့ငါးလုပ်ငန်းနဲ့ရေးတယံဇာတများစီမံခန့်ခွဲရေးဌာနတွေမှာခေါ်ယူနေတာပါလစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒုတိယဦးစီးအရာရှိရာထူးနေရာတွေအတွက်ခန့်အပ်နိုင်ဖို့အာရခပြည်သူဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်ကပြီးခဲ့တဲ့အောက်တိုဘာလ25ရက်စွဲနဲ့ခေါ်ယူနေတာပါအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဌာနတွင်ဝန်ထမ်းတွေနဲ့ပြင်ပကအရေးအချင်းရှိပြီးစိတ်ပါဝင်စားတဲ့ပုံကိုယ်တွေရှောက်ထားနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။နီးစပ်ရာအုပ်ချုပ်ရေးရုံးတွေမှာဆက်သွယ်စုံစမ်းပြီးတော့နိုဝင်ဘာ22ရက်နေ့အထိနောက်ဆုံးထားရှောက်ထားရမယ်လို့ဖော်ပြချက်မှာပါရှိပါတယ်။ရှောက်ထားမဲ့သူဟာအသက်25နှစ်ကနေ45နှစ်ကြားရှိရမှာဖြစ်ပြီးသက်ဆိုင်ရာနယ်ပယ်မှာအတွေ့အကြုံ4နှစ်ရှိသူဖြစ်ရမယ်လို့ဆိုထားပါတယ်။ရှောက်လာတဲ့အတူတက္ကသိုလ်အောင်မြင်ပြီးလက်မှတ်ဘွဲလက်မှတ်မိတ်တူနိုင်ငံသားစီစစ်ရေးကပ်ပြားမိတ်တူဌာနတွင်ဝန်ထမ်းတွေအတွက်တက်ဆိုင်ရာရုံးဌာနရဲ့ထောက်ခံစာခွင့်ပြုစာတွေပါရှိရမယ်လို့ဆိုပါတယ်ရှင်ပလောဝခရိုင်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အိန္ဒိယနိုင်ငံလုံတလိုင်ခရိုင်ကကာကီကျွရွာတွီတင်းကျွရွာနဲ့လုံတင်းကျွရွာတွေမှာအဲ့ဒီယောဂါတွေအစပြိုဖြစ်ပွားလာခဲ့တာပါပြင်းထန်ဝမ်းပြက်ဝမ်းလျှော့ကူးစက်ယောဂါဟာပလောဝခရိုင်ရှင်းလဝတိုက်နယ်ကဒေသခံတွေနဲ့ကုန်တဲ့စုစုပေါင်းအယောက်300လောက်မှကူးစက်ခံနေရတယ်လို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနကနိုဝင်ဘာ12ရက်မှာထုတ်ပြန်ပါတယ်။အဲ့ဒီတဲကအယောက်30ဟာအတွင်းလူနာအဖြစ်စိတ်ကူးတာမှုခံယူလိုက်ရတဲ့အတွက်လက်ရှိအချိန်မှာအဲ့ဒီအတွင်းလူနာတွေပြန်တက်တာလာပြီလို့လည်းဖော်ပြထားပါတယ်။နိုဝင်ဘာလအစပိုင်းရက်တွေကနေစတင်ကူးစက်ဖြစ်ပွားနေတဲ့အဲ့ဒီယောဂါကိုအာရခပြည်သူ့ကျန်းမာရေးဌာနရဲ့အရေးပေါ်တုံ့ပြန်ရေးစီအဖွဲ့ကနိုဝင်ဘာလ4ရက်နေ့ကနေစပြီးပလောဝခရိုင်မှာရှိတဲ့ဒေသအစိုးရအဖွဲ့အစည်းတွေ NGO CSO တွေနဲ့ပူးပေါင်းပြီးစေကူတာရေးလုပ်ငန်းတွေယောဂမပြန့်ပွားအောင်ထိန်းချုပ်ရေးလုပ်ငန်းတွေကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုချက်ချင်းတုံ့ပြန်လှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ကစပြီးထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ရာကူးစက်လူနာအသစ်900%အောက်ရော့ဆင်းသွားတာကိုတွေ့ရှိရပြီးကူးစက်မှုနှုန်းလည်းလျော့ကျလာပြီလို့ AA ကဖော်ပြထားပါတယ်ရှင်။ရတိတ်တောင်မြို့နယ်ကိုတန်ကောက်မူဆလင်ရွာပြက်အနာကန်ဆက်မှာငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား6ယောက်ပါဆက်လေတစည်းနဲ့ကိုတန်ကောက်ရွာနဲ့ချိန်ခါလီရွာကြားကန်ဆက်မှာဆက်ပြက်လို့ကြောက်ချထားတဲ့ငါးခိုးဖမ်းသမား9ယောက်ပါဆက်လေတစည်းကိုနိုဝင်ဘာ12ရက်နေ့မနက်ပိုင်းမှာAA ကမ်းခြေဆောင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်လို့ AA နဲ့နီးစပ်သူတယောက်ကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမားတွေဟာရခိုင်ပြည်အထိပိုင်နက်ကျူးလွန်ပြီးတော့ငါးခိုးဖမ်းမှုအသင့်ရဲလာနေတယ်လို့လည်းဒေသခံတယောက်ကနရီစရာကိုပြောပါတယ်။လက်ရှိဖမ်းဆီးရမိတဲ့ငါးခိုးဖမ်းသမား73ယောက်ကိုတရားဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်ကနေနိုဝင်ဘာ9ရက်အထိ10ရက်အတွင်းရခိုင်ပင်လယ်ပြင်အတွင်းငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား18ယောက်ကို AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကစစ်ကြောင်းမှုအပါစစ်သား90ယောက်တိတ်ဆုံးပြီးစစ်တုံးပန်း15ယောက်နဲ့လက်နက်ခဲယမ်းတွေတင်ပိုက်ရရှိခဲ့တယ်လို့ဒေသတွင်သတင်းတွေကလည်းဆိုထားပါတယ်။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဒူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးဒူဝင် People Defense Force Group ကလည်းတိုက်ပွဲအခြေအနေကိုဓာတ်ပုံဗီဒီယိုတွေနဲ့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကမ်ဘလူမြို့နယ်ဝက်တိုကျွရွာစစ်တပ်အထိုင်စခန်းကခင်ဦးမြို့နယ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကတပ်မ33လက်အောက်ခံခလာယာ13လုံးကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။စစ်ကြောင်းကိုကမ်ဘလူမြို့နယ်ရင်းတိုက်ရွာအနီးမှာတော်လန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲအချိန်45မိနစ်အချိန်ထိကြာမြင့်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာကမ်ဘလူခရိုင်ပကဖကာဘိုးတိုက်နယ်ပကဖကြောက်တိုင်ပကဖရေဦးမြို့နယ်လက်ယုံပကဖခင်ဦးပကဖ PDF ပါလာဖစုဖွဲ့တက်ခွဲဒူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။အစောပိုင်းကာလတုန်းကအိန္ဒိယအစိုးရဟာအဲ့ဒီကိစ္စကိုအကြမ်းဖက်တိုက်ခိုက်မှုလို့အတိအကျမသတ်မှတ်သေးပဲစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေခဲ့တာပါ။
နိုဝင်ဘာ12ရက်နေ့မှာတော့ဝင်းကြီးချုပ်နာယန်ဒရာမိုဒီရဲ့အစိုးရကဒီဖြစ်ရပ်ဟာအကြမ်းဖက်တိုက်ခိုက်မှုလို့အတည်ပြုပြီးပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။အိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အစုအဖွဲ့တွေကအခုလိုမျိုးတရေဘောကြောင်တဲ့လုပ်ရက်ကိုကျူးလွန်ခဲ့တာလို့လည်းကြေညာချက်မှာပါရှိခဲ့ပါတယ်။နိုဝင်ဘာ10ရက်နေ့မနက်ပိုင်းကဒေလီရဲ့အထင်ကရရှိအဆောက်အုံကြီးတစ်ခုဖြစ်တဲ့ခံတက်နီနာမှာကားတစ်စီးပောက်ကွဲမှုဖြစ်ခဲ့ပြီးလူ၈ယောက်ထက်မနည်းသေဆုံးက20ကျော်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုအကြမ်းဖက်ဖြစ်စဉ်အဖြစ်သတ်မှတ်ခဲ့ကြတာပါ။နိုင်ငံအနေနဲ့စိုးရိမ်လာတဲ့အကြမ်းဖက်ဖြစ်ရပ်တစ်ခုကိုကြုံတွေ့ခဲ့ရကကားတစ်စီးကိုဖောက်ခွဲတဲ့တိုက်ခိုက်မှုကိုအစိုးရစန့်ကျင်ရေးအင်အားစုတွေကလှုံ့ဆော်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကျူးလွန်သူတွေကြံရပါတွေအထောက်အပံ့ပေးသူတွေအားလုံးကိုဖော်ထုတ်ပြီးအရေးယူနိုင်အောင်ထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့အစိုးရကညွှန်ကြားထားတယ်လို့လည်းဆိုပါတယ်။ဒေလီကပောက်ကွဲမှုဟာကဘာလက်ခရီးသွားတွေကြားလူသိများလဲပတ်ကြတဲ့ခံတက်နီနာကမြေအောက်ယထာဘူတာတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးပောက်ကွဲမှုအပြီးအိန္ဒိယနိုင်ငံအနှံ့ကလူစီကားတဲ့လဲပတ်သွားလာရာနေရာတွေမှာလုံခြုံရေးသတိပေးချက်တွေကိုတိုးမြင့်ထုတ်ပြန်ခဲ့ရပါတယ်ရှင်။ 你说你能给我们帮他？现在去拿吧，我要去拿吧，我要去拿了，我们撕开呢，撕开哪一回拿了？撕开拿吧，讲，我就讲到了，什么一天在这给我讲的，你们来，你们撕开，拿了车了，一回拿了车了，不行。那个是光明面的，我这拿吧，拿吧，就讲。呀，你这我这钱，我这拿吧，我这拿吧，说你们在空间，在空间。Alo, cầm nhà thế quan chưa rồi? Nhà lo, nhà thế dùng nhà thế cái gì? Nhà cái nào thế cái gì? Nhà nó đều rơi cái gì? Đó都是吧，nhà，我去都去了，去哪样都？哪样来？nhà我mua bao rồi？ông cũng nhìn nhá là你比咱推到太靠我，那你就，快点你。一路都去，你上。让我们都干了，让我们那边让查的，让我们干了。你呀，在我们那上面的锅，你，俺这都他这一道。再口的口上，再口的口上，口上看你的人的呀，平路上有的。我是干的，那你别接了。刚接个呀，还别接了。你在咱们那刚接个呀，没得。咱这咱拉木做那也。哎，你都压开，你接不米那的那弱着。你那的，人家有，俺家那rum我那搞不到就怕被拉下去。没事的，rum我也不拉呀，我们做的。这不嘛那呀，真不。哎，你那你接不着的，看。你那说哎呀，这我刚接呀，看。你那你接不着，看。拿的偏忙哎，好像就是高啊，接个呀，看有的，还不得。呀。人家家要不rum我那拉一脚，你rum我那拉一回，想怕了。现在都没有，人家叫那个从那个县政门口把往上拿，县政府门口把往上拿。那住在这地，如果能把那拉个呀嘛，这地如果那么是搞不到，你那边搞不得，俺你那如果那个工厂不下不下的。哎，你那你去恐怕你那地方搞都没做了，你呀。不会，待会儿要和他们说完。你呀，你那刚切呀不？那你要就看出名呀。